ပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ spoken pattern နဲ့ပတ်သက်ပြီးတော့မှဝေမျှပေးချင်ပါတယ် Shall we ပလာပါဝင်ကိုကြည့်ရအောင်အဓိပ္ပာယ်ကဂျာမလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Shall we study English အင်္ဂလိပ်စာလေ့လာကြမလား Shall we watch TV ကြည့်ကြမလား Shall we speak English အင်္ဂလိပ်စကားပြောကြမလား Shall we play football ဘောလုံးကစားကြမလား Shall we do homework အင်စာလုပ်ကြမလားလို့ပြောတဲ့အခါမှာ Shall we ပလာပါဝင်ကိုသုံးပါတယ်နောက်တစ်ခုကိုကြည့်ရအောင် let's ပလာပါဝင်ဖြစ်ပါတယ်အဓိပ္ပာယ်ကဂျာဆိုဖြစ်ပါတယ် let's sleep အိပ်ကြဆို let's go သွားကြဆို let's eat စားကြဆို let's say something တစ်ခုခုပြောကြဆို let's discussion ဆွေးနွေးကြဆိုလို့ပြောတဲ့အခါမှာ let's ပလာပါဝင်ကိုသုံးပါတယ်နောက်တစ်ခုကိုကြည့်ရအောင် it is time to ပလာပါဝင်ဖြစ်ပါတယ်အဓိပ္ပာယ်ကတစ်ခုခုလုပ်ဖို့အချိန်တန်ပြီးအချိန်ကျပြီးအချိန်ရောက်ပြီးလို့ပြောတဲ့အခါမှာIt is time to blah blah It is time to go. It is time to eat. It is time to sleep. It is time to say something. It is time to take a bath. It is time to blah blah no need to blah blah အဓိပ္ပာယ်ကဖို့မလိုဘူးလို့ရပါတယ်ကဲဥပမာအနေနဲ့ကြည့်ရ no need to go there အဲ့ဒီကိုသွားဖို့မလိုဘူး no need to explain ရှင်းပြဖို့မလိုဘူး no need to clean this room ဒီခန်းကိုတန့်ရှင်းဖို့မလိုဘူး no need to talk to them သူတို့ကိုစကားပြောဖို့မလိုဘူး no need to send the email ပို့ဖို့မလိုဘူးလို့ပြောတဲ့အခါမှာ no need to blah ဘာဝင်ကိုသုံးပါတယ်ဒီနေ့ spoken pattern ကိုဝေမျှခွင့်ရတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျ